ဒါတွေကတော့ကျွန်တော်ရဲ့လုပ်ငန်းတွေမှာရှိတဲ့ဒီကုန်ပစ္စည်းတွေပေါ့နော်အလွယ်တကူဈေးတွေကိုကကာစတမာဈေးမင်းရင်ကောင်တော်ပြေးပြီးတော့ဈေးသွားကြည့်စရာမလိုဘဲနဲ့ဒီပစ္စည်းလေးနဲ့ပေါ့နော်အလွယ်တကူပဲဒီQR code လေးဘာကုတ်လေးဖတ်လိုက်တာနဲ့ဈေးတွေရောကုန်လက်ကျန်ရောကြာလာမယ်ဆက်လေးပေါ့နော်အဲဒါဆိုဒါလေးကိုဘယ်လိုသုံးရလဲဆိုတာကိုကျွန်မပြပေးပါမယ်ဒီပစ္စည်းလေးကိုသုံးဖို့တော့ကကျွန်တော်တို့ကဒါ Wi-Fi လေးဒီ mobile data တွေကမလိုဘူးသူ့ကိုသုံးဖို့ဖုန်းတစ်လုံးရှိတာနဲ့အသုံးပြုလို့ရတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒီဖုန်းနဲ့ဒီပစ္စည်းလေးနဲ့ကိုဒူးဒူးလေးချိန်ရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီဟာလေးတက်တဲ့ပုံလေးကိုပြပေးပါမယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီမှာပါတဲ့ကလေးလေးနှစ်ခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ရဲ့ဖုန်းနဲ့ချိန်လိုက်မယ်လွယ်ကူလေးပဲဒီလိုလေးထိန်းလိုက်ပေါ့နော်ထိန်းမှရင်ပထမဆုံးလောက်ရမှာတော့ကျွန်တော်တို့ဒီဆက်နဲ့ကျွန်တော်တို့ဒီဖုန်းကိုသွားပြီးတော့ Bluetooth မှာသွားချိန်ရမယ် Bluetooth ချိန်တယ်ဆိုတော့လည်းလူတိုင်းရချိန်တတ်တယ်နော်အဲ့တော့အဲဒီကျွန်တော်ရဲ့ဒီ Bluetooth လေးပေါ့နော် Bluetooth မှာချိန်မယ်ဟိဆိုရင်သူ့ရဲ့သက်ဆိုင်ရာ device လေးနဲ့ချိန်လိုက်ပြီးတော့ပါပြီအဲ့ဒါဆိုရင်တော့ဒါဒီဆက်နဲ့ဒီဟာလေးနဲ့စပြီးတော့ချိတ်ဆက်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့လုပ်ငန်းမှာဒါရောင်းဝယ်လုပ်နေတဲ့ဒီကုန်ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဈေးလေးတွေဘယ်လောက်ရှိလဲပါလဲသိကျင်တဲ့ဟိဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ကာစာလေးကိုချပြီးရင်ဒီ device မှာကျွန်တော်တို့ဘာပါလဲဆိုရင်အပြာလေးဘေးနှစ်ဖက်မှာနှစ်ခုပါတယ်အဲ့ဒါဒီ scan ဖတ်တဲ့နေရာအဲ့လိုမျိုးပဲအနောက်ကဒီအပြာရောင်အဝိုင်းလေးပါတယ်အဲ့ဒါကလည်းကျွန်တော်တို့ဒါ scan ဖတ်တဲ့နေရာပဲအဲ့တော့ကိုကအားသာတာလက်နှစ်ဖက်နဲ့အားသာရင်ဘေးနှစ်ဖက်လေးကိုဖိလိုက်ရုံပဲဒီအလဲလေးနဲ့အားသာရင်ဒီအလဲအပြာရောင်တုံးလေးကိုဖိလိုက်ရုံပါပဲအဲ့တော့ကျွန်တော်တို့က scan ဖတ်တဲ့နေရာလေးကဒီခေါင်းလေးရဲ့ထိပ်လေးမှာရှိရပါတော့ဒါ scan ဖတ်တဲ့နေရာအဲ့တော့ကျွန်တော်တို့ scan ဖတ်ချင်တဲ့ပစ္စည်းကိုဒီရဲ့ခေါင်းလေးနဲ့ပဲကျွန်တော်တို့ကဖတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကုန်ပစ္စည်းတွေကိုဒီမှာပေါ့နော်ဒီ product မှာပါနေတဲ့ barcode လေးတွေကိုအခုကျွန်တော်တို့ရဲ့ဒီ barcode scanner ပေါ့နော်အဲ့ဒါလေးနဲ့အလွယ်တကူပဲဖတ်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်တော့ဒီ product ရဲ့ပုံလေးပြီးရင်သူ့ရဲ့ဟာလာစီရောင်းစည်းလေးရဘယ်လောက်လဲကုန်လက်ကျန်ဘယ်လောက်ရှိနေရလဲဆိုတော့မြင်ရမှာပါအဲ့လိုမြင်ရဖို့ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ MPC software လေးနဲ့ချိတ်ဆက်ထားတဲ့ဟိဆိုရင်တော့တန်းပြီးတော့သူ့ရဲ့ဒီ information လေးကကြာလာပါတယ်နော်